ညဆော့ဆော့မအိတ်တဲ့ကောင်လေးညနေခင်းတစ်ခုမှာပေါ့ဒီလုံးကြီးကအနောက်ရက်ကိုဝင်စားပြုတ်နေပြီးကောင်းကင်ကြီးကိုရွှေရောင်ပန်းရောင်စသဖြင့်အိမ်အောင်ပြောင်းလဲနေစေခဲ့တယ်။အိမ်တဲ့အိမ်မှာတော့မေမေနဲ့ဖေဖေတို့ကညစာစားပြီးစပွဲသိမ်းပကံစီပြီးလှုပ်များနေတယ်။ဘိုက်ပြစ်သွားပြီဖြစ်တဲ့ဒေးဗစ်လေးကတော့ထိုင်ခုံမူကနေရှော့ဆင်းပြီးညစာစားချိန်မတိုင်ခင်ကတက်သားတုံးလေးတွေနဲ့သူစောက်ထားခဲ့တဲ့တရားလေးစီကိုစောဖို့သွားခဲ့တယ်။သူ့ကြိုက်ဆုံးကားရုပ်ကလေးတွေကိုအဲ့တရားအောက်ကနေဖြတ်သွားစီပြီးစောဖို့ကိုစိတ်အားထက်သန်နေခဲ့တာပေါ့။သူ့မိမိကအခုတော့စောလို့ရသေးတယ်။ခဏနေရင်တော့ညအိတ်ဝတ်စုံလဲရမယ်နော်လို့လှမ်းပြောလိုက်တယ်။မလဲရှင်သေးပါဘူးစောအောင်ပါလို့သူကပြန်ပြောတယ်။ဒေးဗစ်ကအသက်၄နှစ်ပြည့်ထားတာမကြသေးဘူး။သူကမူဂျိုကျောင်းသွားရတာကိုလည်းကြိုက်တယ်။အဲ့မှာကစားစရာရုပ်တွေအစုံရှိတာကိုသူကကားတွေဘလော့တုံးတွေနဲ့စောရတာကိုကြိုက်တယ်ဘလော့တုံးလေးတွေနဲ့တိုက်အမြင့်ကြီးတွေစောက်တယ်အယုတ်အင်ကြီးတွေနဲ့စောတယ်သက်သားတူလေးတွေနဲ့လည်းအိမ်စောက်တိုင်းစောတယ်ပုံဆွဲတယ်မီးရထားလန်းဆင်ပြီးတော့မီးရထားနဲ့စောတယ်အယုတ်ကလေးတွေကိုလည်းစာသင်ပေးတိုင်းစောတယ်ဒေးဗစ်လေးကစောရတာအရန်ကြိုက်တော့ညညဆိုသူ့ကိုအိယာဝင်မှုပြောရတာအရန်ခက်တယ်သူကအယုတ်တွေနားကနေမခွာချင်ဘူးသူ့ကိုအိပ်ဖို့ပြောရတာကသူမိဘတွေအတွက်အရန်ခက်ခဲတဲ့တာဝန်တစ်ခုဖြစ်လာတယ်ဒီညမှာလည်းအရင်ညတွေလိုပဲအိပ်ဖို့ပြောမရပြန်ဘူးပေါ့ဖေဖေကမိဖို့ချောင်မှာတန့်ရှည်လုံးလို့ပြီးသွားတော့ဒေးဗစ်ကိုနွားနို့နွေးနွေးလေးတစ်ခွက်တိုက်တယ်ဒီမှာတရားပြီးအောင်စောက်ရအောင်မယ်လို့ဒေးဗစ်ကပြောလိုက်တယ်ခဏကြာတော့မေမေကအေးရပြန်ပြီးလာခဲ့တော့လို့လှမ်းခေါ်တော့ပုံတော်မဆွဲရသေးဘူးမေမေလို့ပြန်ဖြေတယ်သူ့မေမေကသက်ပင်ချလိုက်တယ်မနက်ဖြန်ကစနေနေ့မလို့တော်သေးတာပေါ့ကျောင်းတွတ်စောစောထကြမလို့ဘူးလေဒါပေမဲ့လည်းမနက်ဖြန်ကျောင်းပိတ်ရက်မှာတရိတ်ဆိုင်ရုံသွားဖို့စီစဉ်ထားကြတာဆိုတော့မေမေကဒေးဗစ်လေးကိုအိပ်ရေးဝနေစေချင်တာပေါ့ဒေးဗစ်ကမနက်ဖြန်တရိတ်ဆိုင်ရုံသွားရမှာကိုတော့ပြောတယ်ဒါပေမဲ့ညအိပ်ရမှာကိုတော့မပြောဘူးဒီပုံလေးပြီးအောင်ဆွဲလိုက်အောင်မယ်ဆိုပြီးပြောတယ်ပုံတစ်ပုံပြီးအောင်အကြာကြီးဆွဲနေပြီးတဲ့နောက်မှာတော့ဒေးဗစ်ကိုသူ့မိမိကညအိပ်ဝတ်စုံလဲဖို့ပြောလို့ရခဲ့တယ်မိမိနဲ့အတူတူအိပ်ရပေါ်တက်ပြီးအယုတ်ကလေးကိုပိုက်ထားတဲ့ဒေးဗစ်ကိုမိမိကပုံမြင်နေတပုတ်ပြီးတပုတ်ပြောပြခဲ့ဒါပေမဲ့လည်းတတိယပုံမြင်ပြီးတဲ့အထိဒေးဗစ်ကအိပ်လို့မရသေးဘူးမိမိကတော့တနေကုန်ပင်မလာတာကြောင့်ပုံမြင်ဆက်မပြောနိုင်တော့ပဲအိပ်ပြောသွားခဲ့တယ်ဒေးဗစ်ဖေဖေကတော့အိပ်ပြောနေတာကြာရောပေါ့သူ့မိမိအိပ်ပြောသွားတာကိုသတိထားမိတဲ့ဒေးဗစ်ကဂရင်မော်ကနေတိတ်တိတ်လေးဆင်းလာပြီးအယုတ်လေးတွေနဲ့တစ်ခုပြီးတစ်ခုစော့နေခဲ့သူကစော့နေရတာကိုပြောနေပြီးအချိန်တွေတစ်နာရီပြီးတစ်နာရီကုန်သွားတာကိုမသိလိုက်ဘူးနက်ကလေးတွေတချင်းဆိုတဲ့အတူနေမင်းကြီးတဖြည်းဖြည်းထွက်လာတာကိုတော့သတိမထားမိဘူးမနက်မိုးလင်းတဲ့အခါမှာတော့ဖေဖေနဲ့မေမေကနိုးလာပြီးဒီနေ့ကတို့ရရှောက်လည်မဲ့နေပဲဟေးဆိုပြီးတော့အပြင်ထွက်ဖို့စတင်ပြင်ဆင်ကြတယ်အဝတ်စားလဲလဲပြီးတော့ဒေးဗစ်ဖေဖေကကားပေါ်ကိုပစ္စည်းတွေကူတင်ပေးပါအောင်မေမေကမနက်စာပြင်ဆင်နေလို့ဆိုပြီးသူ့ကိုကူညီတောင်းတယ်လာပြီဖေဖေရေးဆိုပြီးမတက်လဲရက်လိုက်ရောသူခြေထောက်လေးတွေအားမရှိပဲတုံနေတာကိုသတိထားမိသွားတယ်ဒါပေမဲ့လည်းဖြည်းဖြည်းချင်းဆက်လျှောက်သွားတယ်အင်းရှိကမြက်ခင်ပြင်ရောက်မှာတော့ဒေးဗစ်ခြေထောက်လေးတွေကလုံးဝရက်သွားပြီးမြက်ခင်ပေါ်ကိုလဲကျသွားခဲ့တယ်တညလုံးမအိပ်ထားတော့ဒေးဗစ်ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားဖို့ကိုစန့်ကျင်နေပြီးအားမရှိပဲပင်ပန်းနွမ်းနေနေရပေါ့။ဒါကြီးဘာလို့မြက်ခင်ပေါ်လှဲနေတာလဲအေးမိမယ်လို့သူ့ဖေဖေကပြောလိုက်တယ်။သူ့ဖေဖေကိုပြန်ဖြေချင်ပေမဲ့သူ့စီကဘာစကားလုံးမှမထွက်လာခဲ့ဘူး။သူလက်မြောက်ဖို့ကြိုးစားပေမဲ့လက်တွေကလည်းမလှုပ်ရှားနိုင်ပြန်ဘူး။သူ့တကူလုံးအားကုန်ပြီးလှုပ်ရှားမြဖြစ်နေခဲ့တာပေါ့။နောက်ဆုံးမှာတော့မျက်ခွန်တွေအရန်လေးလာပြီးဒေးဗစ်ရဲ့မျက်လုံးလေးတွေပိတ်သွားတယ်။အင်းရှိကမျက်ခင်ပြင်ပေါ်မှာပဲသူအိပ်ပျော်သွားတော့တာပေါ့။ဒါနဲ့ပဲသူ့ဖေဖေကသူ့ကိုချီလာပြီးအိပ်ယာပေါ်တင်ပေးလိုက်တယ်။အဲ့ဒီနေ့ကဒေးဗစ်တယောက်ဒရိတ်ဆိုင်ရုံကိုတော့မရောက်ဖြစ်လိုက်တော့ဘူးပေါ့။အိပ်ရေးဝပြီးနိုးလာတဲ့ဒေးဗစ်လေးကသူရောက်နေတာဒရိတ်ဆိုင်ရုံမဟုတ်ပဲဂရင်ပေါ်မှာဖြစ်နေလို့အံ့ဩတကြီးဖြစ်ခဲ့ရပါတယ်။သူကအဲ့နောက်ပိုင်းမှာတော့
စောစောအိယာဝင်ခြင်းအိရီဝခြင်းရဲ့အရေးကြီးပုံကိုနားလည်သွားပါတော့တယ်အိရီဝဝအိတ်တာကအုံနောက်လေးတွေကိုထူးချွန်ထက်မြက်စေပြီးခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်တို့တွေအိပ်ပျော်နေတဲ့အချိန်မှာခန္ဓာကိုယ်ကအလွတ်လုပြီးအားအင်သစ်တွေကိုဖြည့်ပေးနေတာပေါ့ဒါမှအရက်တွေအများကြီးရှည်ပြီးပို့ပြီးတော့လည်းညံကောင်းလာမှာပေါ့ဒါကြောင့်ကလေးတို့လည်းညတိုင်းအိတ်ချိန်မမှန်အိပ်ဖို့ကိုမမေ့ကြပါနဲ့နော်